ပြေးနိုင်တယ်လို့ပြေးပါတခါတုန်းကမိမအလွန်ကြောက်ရတဲ့ယုံပြစ်မို့ဆိုတယောက်ရှိတယ်မုတ်ဆိုးရဲ့မိမကသူ့ယောက်ျားကိုမယုံဘူးတဲ့ရလာတဲ့ယုံအရေးအတွက်ကိုတိတိကျကျသိနိုင်ဖို့မိုးလင်းပြီဆိုရင်ယုံပြစ်ထွက်ဖို့မြားဆယ်စင်းထညက်ဆယ်လုံးယုံကောက်ဖို့အမဲလိုက်ခွေးတဲ့ကောင်ပြင်ပေးထားလိမ့်ရှိတယ်တဲ့ဆိုလိုတာကမုတ်ဆိုးကလက်အရန်ဖြောင်းတဲ့သူဖြစ်လို့မြားတစ်စင်းဆိုရင်ယွန်းတော်ကောင်မှန်လိမ့်မယ်အမဲလိုက်ခွေးကိုတောက်ကောက်ခိုင်းပြီးစုရဖြစ်ထညက်တစ်လုံးကျွေးရမယ်မြားဆယ်စင်းထညက်ဆယ်လုံးဆိုရင်ယုံဆယ်ကောင်ပေါ့ဒီလိုနဲ့ဒီနေ့မှာယုံပြစ်ထွက်လာကြတယ်မြားကိုစင်းယုံကိုကောင်အထိကတော့အစင်းပြေးနေတယ်နောက်ဆုံးဆယ်စင်းမြောက်မြားကိုပြစ်လိုက်တဲ့အခါယုံကိုမှန်သွားတာတွေ့လိုက်တယ်အမဲလိုက်ခွေးကလည်းချက်ချင်းယုံနောက်လိုက်သွားတယ်ဒါပေမဲ့အကြာကြီးနေမှခွေးဟာမောပန်းပြီးယုံမပါပဲပြန်ရောက်လာတယ်မုတ်ဆိုးကစိတ်ကလည်းဆိုးမိမကလည်းကြောက်ရတော့ခွေးအသုံးမကြကြောင်ပြန်ပြောနိုင်ဖို့တက်သေးအဖြစ်ကြံတဲ့ထညက်ခဲကိုတလုံးကိုခွေးကိုမကြွေးတော့ပဲပြန်သိမ်းဖို့လုပ်တယ်ခွေးကလည်းတခင်အမူအရာကိုကြည့်ပြီးမရက်ဆက်ပါနဲ့တခင်ရဲ့ကျုပ်လဲအဲ့ဒီယုံနောက်လိုက်တာပြင်းနေတဲ့လောက်ပြေးပြီးလိုက်ခဲ့တာပါပဲစားတာပါညတာပါကျုပ်အပြစ်လို့တပည့်တက်ကြီးမဆုံးဖြတ်ပါနဲ့လို့စိတ်ထဲကနေစကားတွေပြောနေတဲ့မြချက်ထီပြီးဒဏ်ရာရသွားတဲ့ယုံအကြောင်းကိုလည်းပြောရအောင်မယ်ဒဏ်ရာရယုံကလေးလဲမောကြီးပန်းကြီးနဲ့မိသားစုတငယ်ချင်းတွေစီပြန်ရောက်သွားတယ်တခြားယုံကလေးတွေကလည်းမြချက်ကအရေပြားကိုရှက်ထိသွားလို့တော်သေးတာပေါ့မသေးကောင်းမပြောက်ကောင်းပဲဆက်သက်ဖြစ်ဘိုင်းဝမ်အပေပြီးယုံကလေးကိုအပြေးတန်တဲ့ခွေးလက်ကဘလို့လွတ်လာတာလဲလို့မေးကြတယ်ပြေးလာလို့ရောက်လာတာပေါ့လို့ဒဏ်ရာရယုံကလေးကပြန်ဖြေတယ်ကျန်တဲ့ယုံတွေကလည်းပြေးတဲ့မြောက်တဲ့အကြောင်းပြေးရင်းနဲ့ခွေးပက်ဆက်ရောက်သွားကြရတာများကြောင်းပြန်ညင်းကြတယ်ယုံကလေးကတငယ်ချင်းတွေကိုကြည့်ပြီးပြောပြတယ်ဒီလိုကွာခွေးကလိုက်ပြေးတော့ပြေးတယ်ငါကထွက်ပြေးတယ်ပြေးတာချင်းတော့တူတယ်ပြေးမုံချင်းမတူဘူးကွာကျန်တဲ့ယုံတွေကနားမလဲကြလို့ယုံကလေးကထပ်ရှင်းပြတယ်ဒီလိုတငယ်ချင်းတို့ကြီးခွေးကပြေးနိုင်တဲ့လောက်ပြေးခဲ့တယ်ငါကသူ့လိုပြေးနိုင်တဲ့လောက်ပဲပြေးခဲ့တာမဟုတ်ဘူးကွာအတကုံပြေးခဲ့တာဟင်းဘလို့အေးဟုတ်တယ်ငါကအဆန်းကုန်ပြေးခဲ့တာငါသာပြေးနိုင်တဲ့လောက်ပဲပြေးခဲ့ရင်ဒီအချိန်ဆိုတခြားယုံတွေလိုရွာလဲစင်းမှာရောက်ခံနေရတော့ပြီကွာနောက်ထောင်နေရတဲ့ယုံအားလုံးကဒဏ်ရာရယုံကလေးရဲ့ဒသနာကိုကြားသွားတဲ့အခါအံ့ဩသွားကြတယ်ယုံကလေးကတလုံးချင်းဆက်ပြောတယ်ဟုတ်တယ်လေပြေးနိုင်တဲ့လောက်သာပြေးခဲ့တဲ့ငါတို့ရဲ့မြချက်တဲ့ယုံတွေအားလုံးသိဆုံးခဲ့ပြီးပြီငါကတော့သူများလို့အသိမခံနိုင်ဘူးပြေးနိုင်တဲ့လောက်သာပြေးတဲ့ခွေးနဲ့အတကုံပြေးတဲ့ငါအဆန်းကုန်ပြေးခဲ့လို့ငါလွတ်မြောက်လာရတာဒါကြောင့်ခွေးနဲ့ငါပြေးပုံချင်းပြေးနီးချင်းမတူဘူးလို့ပြောတာမင်းတို့လည်းတနေ့နေ့တစ်ချိန်ချိန်မှာအဲ့ဒီမိုးဆိုးရဲ့မြချက်ထီလို့များပြေးနိုင်တဲ့လောက်သာပြေးကြမယ်ဆိုရင်တေဆုံးကြရအောင်ပါပဲလွတ်မြောက်ဖို့အတွက်ရှင်သန်ဖို့အတွက်အောင်မြင်ဖို့အတွက်အတကုံပြေးအစွမ်းကုန်ပြေးဒီပုံပြမှာဒဏ်ရာရနေတဲ့ယုံကလေးကအရှုံးတရားတို့ရဲ့နမိတ်ပါပဲလူအများစုဟာဒဏ်ရာကိုအကြောင်းပြုပြီးပြင်းနေတဲ့လောက်သာပြေးခဲ့ကြတယ်နောက်ဆုံးအမဲလိုက်ခွေးရဲ့အဆွဲအောက်မှာအသက်ပါဆုံးရှုံးခဲ့ကြရတယ်ကိုတိုင်းလည်းပြင်းနေတဲ့လောက်ပဲပြင်းမိနေတယ်ဆိုတာကိုသတိမပြုမိကြပါဘူးတချို့များဆိုရင်စိတ်ဒဏ်ရာလေးနည်းနည်းရလိုက်တာနဲ့အဲ့ရတဲ့တောင်ခွေးခောက်လဲသွားတတ်ကြတယ်ဘာမှကြုံတွေ့ရတဲ့ဒုက္ခတွေဆိုတာမြတ်ချက်တွေပေါ့ဒီနေ့တစ်ချိန်ချိန်တနည်းရမှာအဲ့ဒီမြတ်ချက်တွေရဲ့ပြခင်းမှုတံကိုလူတိုင်းခံကြရစမြဲပါပဲအောင်မြင်မှုကိုပိုင်းဆိုင်ခြင်းရင်ရလာတဲ့ဒဏ်ရာကိုရုံးမှမဖွဲ့သင့်ပါဘူးဒဏ်ရာနဲ့အခက်ခဲဆိုတာအောင်မြင်မှုအတွက်အခွင့်အရေးတွေပဲဖြစ်ပါတယ်ဘာမှဒဏ်ရာတွေဘလောက်ပဲရထားပါစေမျောလင်းချက်တွေကိုမစွန့်လွတ်တဲ့အောင်မြင်မှုကိုပိုင်းဆိုင်နိုင်ခွင့်ရှိနေသေးပါပဲပြောဆိုခဲ့တဲ့ပုံမြင်မှာဒဏ်ရာရယုံတငယ်ဟာအသက်ရှင်တန်ခွင့်ဆိုတဲ့မျောလင်းချက်ကိုမစွန့်လွတ်ပဲမိမိလုံနိုင်တာကိုလုံနိုင်တဲ့လောက်တင်မဟုတ်ပဲအစွမ်းကုန်လုပ်ခဲ့တဲ့အတွက်အသက်ရှင်တန်မှုဆိုတဲ့အောင်မြင်ခြင်းကိုရခဲ့တာပါခက်ခဲဆိုတာအသိဉာဏ်ကြီးသူတွေဖို့ယာယီအတားဆီးတာဖြစ်ပါတယ်ရှင်တန်ခြင်းဆိုတာမျောလင်းချက်ရဲ့နောက်ထပ်အဓိပ္ပာယ်တစ်ခုဖြစ်ပါတယ်အောင်မြင်ခြင်းဆိုတာအစွမ်းကုန်ကြိုးစားခြင်းရဲ့ရလဒ်ပဲဖြစ်ပါတယ်လူတွေရဲ့ဘဝမှာကြုံတွေ့လာရတဲ့အခက်ခဲတွေကိုအခက်ခဲတွေဆိုတာမုတ်ဆိုးနဲ့တူတယ်မြားချက်နဲ့တူတယ်အမဲလိုက်ခွေးနဲ့တူတယ်အောင်မြင်မှုနဲ့လွဲချော်နေသေးလို့စိတ်ကြနေသူတွေကမြားမှန်တဲ့ယုံကလေးတွေနဲ့တူတယ်သူတို့တော့မှလည်းလောကရန်ဆိုတဲ့အမဲလိုက်ခွေးကအမြဲကြိုက်ဝါမျိုးပြစ်ဖို့တကားကောက်လိုက်လို့မိမိတို့ကအဆန်းကုန်မဟုတ်ပဲပြင်းတဲ့လောက်ပဲပြေးရင်တော့ဟင်းဒုက္ခပဲဖြစ်သွားပါလိမ့်မယ်ဒါကြောင့်ရှင်သန်ခြင်းများကိုပိုင်ဆိုင်နိုင်ဖို့အောင်မြင်ခြင်းများကိုရယူနိုင်ဖို့ညှို့မှန်းခဲ့တဲ့ပန်းတန်ကို
ရောက်ရှိနိုင်မှုပြေးပြေးအဆောင်ကုန်ပြီတဲ့